အခုဆိုရင်ကျွန်တော်ရဲ့အသက်လည်း40ကျော်ရှိပြီပေါ့နော်အဲ့ဒီ40ကျော်ဆိုတော့အတိုင်းအတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကကြွသားလဲကျွန်တော်တို့10ကျော်သက်တွေလောက်တော့ကျွန်တော်တို့ဖွံ့ဖြိုးမှုလည်းမကောင်းတော့ဘူးအကြဖက်ကိုရောက်နေတဲ့အပိုင်းပေါ့နော်အဲ့ခါကျကျွန်တော်တို့ကအစားအသောက်တွေဆင်ခြင်ရတယ်လေ့ကျင့်ခန်းတွေကိုလည်းကျွန်တော်တို့ကပို့ပြီးတော့မှ view site ပြီးလုပ်ရပါတယ်ဗျကျွန်တော်တို့အခု40ကျော်ဆိုတဲ့အသက်အရွယ်ကိုရောက်တဲ့ခါကျတော့ကျွန်တော်တို့ကအစားအသောက်တွေကဘာတွေရှောင်ရလဲဆိုတော့အဓိကအားဖြင့်အစီရယ်အချိုရယ်အငတ်ရယ်အဲ့ဒါတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့အဓိကထားပြီးတော့မှ view site စားတောက်ပေးရပါတယ်ဖြတ်လို့တော့မရဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ကဆင်ခြင်ပြီးတော့မှတတ်နိုင်တယ်လို့ရှော့စားတာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့အခုကျွန်တော်ပုံမှန်စားနေတဲ့စားတောက်မှုပုံစံကဘယ်လိုလဲဆိုကျွန်တော်ကတစ်နေ့ကို6နပ်စားပါတယ်နော်6နပ်ပြောလို့လမ်းတော့လတ်မသွားပါနဲ့ဗျအဓိကစားတောက်တာကတော့အရင်အတိုင်းပဲ3နပ်ကိုစားပါတယ်ဒါပေမဲ့ကြားစာထဲမှာကျွန်တော်ကတနတ်ဆိုပြီးတော့မှကြားစာထဲမှာကျွန်တော်3နပ်ထပ်ထည့်တယ်ပေါ့နော်အဲ့ဒါပဲတော့ကျွန်တော်ပဲအချိန်လေးစားလဲဆိုတော့မနေ့ဆိုရင်ကျွန်တော်အုပ်ကြုံသမင်းစားစွန်းနဲ့၄စွန်းထည့်ပါတယ်ပြီးရင်ကျဥကျွန်တော်တစ်လုံးပဲစားပါတယ်အနှစ်ရောအကာရောစားပါတယ်ပြီးရင်ကျတကြားနည်းနည်းထည့်ပါတယ်နောက်ပြီးတော့မှငပြောသီးပေါ့ငပြောသီးရှိရင်ငပြောသီးထည့်စားပါတယ်တခါတလေကြာရင်လည်းတင်ပေါ်သီးရှိရင်တင်ပေါ်သီးထည့်စားပါတယ်အဲ့လိုမျိုးလေးတွေကိုကျွန်တော်ကရောပြီးတော့မှစားတာဖြစ်ပါတယ်ဗျအဲ့ဒါကတော့ကျွန်တော်ဂျားထဲမှာအမြဲတမ်းပုံမှန်စားနေတဲ့အာဟာရအစားအသောက်ပုံစံပဲဖြစ်ပါတယ်ကျွန်တော်ကဘာ supplement မှကိုသုံးတဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ညပိုင်းဆိုရင်ကျွန်တော်ဗီတာမင်အားဆေးတစ်ခုခုကိုကျွန်တော်မြည်ဝဲပါတယ်ကျွန်တော်က40ကျော်ဆိုတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟို10ကျော်တက်တွေ30ကျော်20ကျော်အရွယ်တွေလိုမျိုးကျွန်တော်တို့ဝုံတိုင်းကျဲပြီးတော့မှဆော်လို့ရတဲ့အရွယ်လည်းမဟုတ်တော့ကျွန်တော်တို့အရန်ကို view ဆိုင်ရပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကပုံမှန်စားတယ်ပုံမှန်ဆော့တယ်လောဘလည်းအရန်မကြီးတော့ဘူးပေါ့နော်နောက်တစ်ခုဆိုရင်ကျွန်တော်ကဘိုက်ဆူမှာကြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကထမင်းကိုရှော့စားပါတယ်ထမင်းကိုရှော့စားပြီးတော့မှကြံတဲ့ဥမာအသီးအနှံတွေကိုကျွန်တော်ပို့စားပါတယ်ကျွန်တော်ကကိုယ့်ဘာသာကိုတီးတန့်ချက်ပြီးစားတဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့အိမ်ကချက်တာကိုပဲစားရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အိမ်မှာရှိတဲ့ဟင်းတွေကိုပဲကျွန်တော်ကရွေးချယ်ပြီးတော့မှကျွန်တော်ကဘယ်ဟာအစီများတဲ့ဟာဆိုရင်ကျွန်တော်ရှော့စားပါတယ်အဲ့လိုမျိုးပေါ့နော်တက်လွတ်ဖြစ်တဲ့ဟာတွေပဲတီးဟင်းရည်တို့စူဂါတီးတို့ဘာညာအဲ့လိုမျိုးဟင်းတွေပေါ့နော်အတီးအရွက်လေးတွေကိုကျွန်တော်ကပူစားဖြစ်ပါတယ်ဗျနောက်ပြီးကျွန်တော်အသားကိုရရင်ရသလောက်တိုးစားပါတယ်ကျွန်တော်လိုမျိုးတရက်ကို6နပ်စားဖို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဗျကျွန်တော်ကအခုကျွန်တော်စားတဲ့ပုံစံကိုပြောပြပေးခြင်းဖြစ်ပါတယ်